Unit writing ပိုင်းမှာတော့ writing upon an essay အတွင်းမြင်ဆိုင်ဆောင်တစ်ခုရေးခြင်းဆိုတဲ့အကြောင်းကိုထပ်မံလေ့လာမှာဖြစ်ပါတယ်။ Unit 3တုန်းက life skill တွေအကြောင်းအတွင်းမြင်ဆိုင်ဆောင်တစ်ခုရေးပြပါတယ်။အဲဒီတုန်းကဘယ်လိုရေးခဲ့တော့အကြောင်းရမှတ်မိသေးလား။တစ်ချက်ပြန်ပြီးစဉ်းစားပါ။တေချာပြန်ဖတ်တာမလုပ်နိုင်မှဆိုရင်တော့အခုလိုမျိုးနောက်တစ်ချိန်ထပ်ရေးသားဖို့ကြုံလာတဲ့အခါမျိုးဆိုရင်ပို့ပြီးတော့ကောင်းမှစွာရေးနိုင်ပါလိမ့်မယ်။ဟုတ်ပြီ instruction ကြည့်လိုက်အောင် Write an upon an essay of approximately 500 words စလုံးရေ900နီးပါးလောက်ပါတဲ့အတွင်းမြင်ဆိုင်ဆောင်တစ်ပုဒ်ကိုရေးပါ discussing the impact of noise pollution on society လူဖွဲ့စည်းပုံမှာအတန်ဆူညံတဲ့နှောက်ယှက်မှုရဲ့အကျိုးသက်ရောက်မှုတွေကိုဆွေးနွေးခြင်းဖြင့် and the importance of addressing this issue ဒီမှာ addressing ဆိုတာလိပ်စာတိုက်တာဆိုတဲ့ဒီအကြောင်းအရာပေါ်မှာစူးစိုက်ပြီးတော့မှဆွေးနွေးတာဆုံးဖြတ်တာအဖြေထုတ်တာမျိုးပြောချင်တာပါဆိုတော့ဒီကိစ္စပေါ်မှာအလေးပေးအောင်စိုက်ဖြည့်ရှင်းခြင်းရဲ့အရေးပါမှုလူဖွဲ့စည်းပုံမှာ noise pollution ရဲ့အကျိုးသက်ရောက်မှုကိုဆွေးနွေးတဲ့စလုံးရေ900လောက်ပါတဲ့အတွင်းမြင်ဆိုင်ဆောင်ကိုရေးပေးရပါမယ် Use the evidence and example from the passage စာပိုက်ထဲမှာပါတဲ့ဥပမာတွေထင်သာမြင်သာရှိတဲ့အကြောင်းအရာတွေကိုသုံးလို့ရပါတယ် as well as your experience သင်ရဲ့အတွေ့အကြုံတွေကိုလည်းပဲသုံးလို့ရတယ် and finding from survey စူးစမ်းလေ့လာရာနဲ့တွေ့ရှိချက်တွေကိုလည်းသုံးလို့ရပါတယ် to support your argument သင်ရဲ့အဆုံးအဖြတ်ကိုအထောက်အပံ့ဖြစ်စေရန် You can use the following points အောက်ပါအချက်လက်တွေကိုလည်းသုံးလို့ရနိုင်ပါတယ် What noise pollution is စူညံတန်အနှောက်အယှက်ဖြစ်မှုညဉ့်ညမ်းမှုဆိုတာဘာလဲ Effects on noise pollution Noise pollution ရဲ့အကျိုးသက်ရောက်မှုတွေ various negative effects on noise pollution in human health ဒါတွေကျန်းမာရေးအပေါ်မှာအမျိုးမျိုးသောအတန်အနှောက်အယှက်စူညံတန်အနှောက်အယှက်ရဲ့အကျိုးသက်ရောက်မှုတွေ including hearing loss sleep disturbance etc အကြောင်းအရာဆုံးရှုံးတာရေးပြတာအိပ်ဆက်တာစတဲ့အရာတွေပါဝင် Importance of taking action to deal with noise pollution အတန်စူညံတဲ့အနှောက်အယှက်ကိုတည်တည်ချာချာစနစ်ကျအကိုင်းတွေဖြည့်ရှင်းမှုအတွက်လက်တွေ့လှုပ်ဆောင်ချက်တွေရဲ့အရေးပါမှု Essential to have quality efforts from individuals communities ဒုတိယချင်းစီရောအဖွဲ့အစည်းတွေရောပါဝင်တဲ့စုပေါင်းအင်အားဟာမရှိမဖြစ်အရေးကြီးတဲ့ပုံ to prevent or reduce noise pollution အတန်ဆူညံမှုနှောက်ယှက်ကိုလျှော့ချဖို့ပိတ်ပင်တားဆီးဖို့အတွက် to create more healthier more sustainable environments for အားလုံးအတွက်ပိုပြီးတော့မှတည်ငြိမ်အေးချမ်းတဲ့ကျန်းမာကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးရန်စားတဲ့အချက်လက်တွေပေါ်မှာကိုယ့်ရဲ့အတွေ့အမြင်တွေလေးလာတွေ့ရှိချက်တွေကိုပေါင်းစပ်ပြီးတော့မှစလုံးရေ900နီးပါးလောက်ရှိတဲ့ noise pollution နဲ့ပတ်သက်တဲ့အတွေ့အမြင်ဆိုင်ဆောင်တွေကိုရေးသားမှာဖြစ်ပါတယ်။ comment မှာနမူနာတစ်ပုဒ်ထည့်ပေးထားပါမယ်။ကိုယ့်ရဲ့အရေးသားကိုချပြခြင်းနဲ့ဆိုလည်း comment မှာမှန်းခဲ့ပေးပါ။